တာကွယ်ထုံကြောင်းမှာစားတဲ့ဘူးဒီခရမ်းကြီးကြက်တာမရှိလားဟုတ်ကဲ့ချစ်တူတင်နဲ့မိမိကိုချင်းလက်ကောက်ကလေးကြားချင်တယ်လို့အမလေးအဲ့လေလက်ကောက်ကကြားအားရှိလိုက်တာဘာလို့လုပ်နေလဲမို့ဆိုးမတပတ်ရဲ့ကိုကမှရိုက်လိုက်ပါဦးအခုကထူလိုက်ပါဦးကြီးကြီးချူချူဟုတ်ကဲ့ဒီစက်ကပြောင်းမယ်ပြီးသမျှပြီးတဲ့ယုံအောင်လို့ပေါ့အဲ့လိုရီပြီးတော့လေကျွန်တော်လည်းပေါ်လေးပြလိုက်တော်လည်းစီလိုက်အေးအစီလုံပြီးတော့လေအပေါ်နှခါလေးပြင်နဲ့တက်ချက်သွားတာအဲ့ဒါဘာနဲ့တူလဲဆိုရင်မိန်းကလေးကြီးမိန်းမပတ်လာတန်းโอเคတင်ဆက်မယ်ပြီးတယ်မြကျွန်တော်ဒီရွာမှာတခါမတွေ့ဘူးဆိုတော့ကျွန်တော်သိတယ်ဟုတ်တယ်မတွေ့ဘူးကြောင်ဒါပေမဲ့ကျွန်တော်လည်းဒီရွာကိုယ့်ရဲ့ရွာမဟုတ်လို့လည်းမဟုတ်ကိုရွာပေါ့နော်ကျွန်တော်နဲ့ကစိမ့်နေကြတယ်ကျွန်တော်သိကြလားလို့သိလို့လားဘယ်လိုသိတာလဲကြားမယ်လို့ရှာပါတော့ခဏနော်ကျွန်တော်တချင်လေးပြောင်းနေလို့လိုက်ရှာနေတယ်ဟုတ်ကဲ့ကျွန်တော်လည်းရှာနေတော့ပဲခုချင်အောင်လဲမှာချင်းနေဂျမိုးတွေကိုပြောတာနော်ချင်းနေဂျမိုးတွေရှာတယ်ဒါတော့ကျွန်တော်လေးရဲ့ခေါင်းဆောင်မင်းသားကြလေးပေးတဲ့ခေါင်းဆောင်မင်းသားနဲ့ကျွန်တော်လည်းဘယ်သူကိုချောလဲမိမိနဲ့ဘယ်သူချောလဲလို့ကွယ်ရှောက်မလုံးနဲ့နော်ဆက်ကွယ်အောင်မလုံးနဲ့နော်အဲ့လာတယ်ဟုတ်ဟိုမင်းလာတယ်ဒါနဲ့စိတ်ညစ်တာတစ်ခုပဲရှိတယ်ရောင်မြူလာတော့ရောင်မြူကာလာသားတွေဆိုးတော့လေကာလာသားတွေခါလေးတက်လာကာလာသားတွေလို့တော့အစားတော့ဖောင်းပြန်ပိတ်မိဘွားတော့ပြတ်သွားပြီမိဆောက်လိုက်အောင်လို့တချင်မိလှလိုက်ရင်လှရင်တော့ပြီရွှဲနဲ့ကိုကလှတယ်ကိုတီးတယ်စောက်ချက်မရှိကိုကလှတာပဲခဏနော်